ဘဝမှာနေထိုင်နေတဲ့အချိန်မှာမိမိတို့ဘဝအယုတ်ဆိုးအကြီးတန်းအောင်လဲမိမိတို့ကိုယ်တိုင်လုပ်ကြတာဖြစ်သလိုမိမိတို့ဘဝလှပပြီးတော့တစ်ဆင့်နဲ့တစ်ဆင့်မြင့်ပြီးတော့တင့်တယ်တဲ့ဘဝရောက်အောင်လုပ်တယ်ဆိုတာလဲမိမိတို့ကိုယ်တိုင်ပဲဒါကြောင့်မို့ရထားတဲ့ဘဝကလေးတစ်ခုဟာအရာရာဟာကိုယ့်ပေါ်မှာမူတည်နေတယ်ကိုယ့်ပေါ်မှာမူတည်နေသည်ဖြစ်ဖြစ်မိမိတို့ဘဝကိုအလှဆင်ဖို့တာဝန်အရှိဆုံးဟာဘယ်သူလဲလို့မေးမယ်ဆိုရင်မိမိကိုယ်တိုင်သာလျှင်ဖြစ်ပါတယ်ကိုယ်စီဘဝလေးတွေမှာချိုးပန်းအထောက်ကြဖို့လိုတယ်ပေါ့လောကဆိုတာအခက်ခဲဆိုတာရှိတာကြီးပဲထိုအခက်ခဲမျိုးမျိုးကိုကျော်လွှားပြီးတော့သွားနိုင်တဲ့အခါကျမှ